အခုရောက်နေတဲ့နေရာကတော့ Baltimore ရဲ့ဝင် Chesapeake Approach Live တော့ Baltimore ကတော့ကျွန်တော်တို့ဝင်ရင်12နာရီလောက်ဝင်ရတယ် River Pacific ရှိတယ်နော် Maryland Pilot ခေါ်ပြီးတော့ Channel 14ကနေခေါ်ပြီးတော့တက်ရတယ်အဲ့တော့အခုကတော့ဝင်လို့မရသေးဘူးမနက်တနာရီမှတက်မယ်ဆိုတော့အခုလောဆယ် drifting လောက်ထားတာပေါ့နော်ဒီအချိန်လေးမှာကျွန်တော်ရသလောက် live လေးပြောပြီးတော့တင်ပေးတော့ကျွန်တော်ဒီမှာပါရှိလဲဆိုတော့ junior များအနေနဲ့သိဖို့လိုတဲ့နော်စီးပွားရေးကိုရှာဖို့လို့ဟိုစီးပွားရေးရှာထားတဲ့အခါကျတော့မှစီးပွားရေး center ထားပြီးတော့ဘလောက်ကိုဘယ်နှမိုင်ကို pilot ကနေညွှန်ကြားချက်တွေပေးတော့ရှိတယ်ဘယ်နှမိုင်ကိုလာပါတော့မဟုတ်ဘယ်နှမိုင်မှာနေပါစရှိတဲ့ညွှန်ကြားချက်နော် arrival ဆိုလို့ရှိရင်လည်းစီးပွားရေး around စီးပွားရေးမှာ pilot တက်စီးပွားရေးတနည်းအားဖြင့်ပြောရင်တော့ area လေးရဆိုရင်တော့စေဝါတာမှာပါနော်အဲ့တော့ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ edit မှာမြင်နေရတယ်သူနဲ့ပတ်သက်တဲ့ information ကိုကြည့်ချင်တယ်ဆိုရင်အဲ့တော့ဒီမှာ cursor ရဲ့ right click မှာ3မျိုးရှိတယ်နော် view ဆိုတဲ့ဟာလေးကိုတင်ကြည့်လိုက်ရင် I ဆိုတဲ့ information ပုံလေးပြောင်းတယ်အဲ့တော့ဒီမှာဆိုရင်သူရဲ့ name တွေ light တွေ width တွေနောက်ဘူးသမောကနေလမ်းရှိနေတဲ့ bearing distance တွေရှိအောင်အဲ့တော့ဒီနေ့အပြင်ကျွန်တော်တို့ရဲ့ဒါစီးပွားရေးနော်ကြိုလဲကြည့်ထားရမယ်ခုဘယ်နေရာကိုရောက်နေပြီဆိုတာကိုလည်းခန့်မှန်းနိုင်ရမယ် radar မှာတစ်ချက်ကြည့်အောင် radar မှာလည်းအခုပြထားတယ်နော် radar မှာပြထားတယ်အခုဒီဘက်မှာ even ဒါဟာ S-band radar ဖြစ်ပေမဲ့လည်းပဲ Moscow အနေနဲ့ပေါ်ပါတယ်နော်ဒါကြတော့ Raycon နေဟာ X-band မှာပဲပေါ်တယ်လို့ထင်နေမှာဆိုတခါလည်းပြောပြထားတာပါအဲ့တော့အခုဒီမှာဆိုရင်ဒါ data ပေါ့နော် Raycon နဲ့ Moscow နဲ့မမားပါနဲ့ Raycon ဟာတက်ပါ Raycon က Raycon ကောက်ကလည်းဒါ data kilo ပေါ့နော်ရှိပါတယ် Moscow ကတော့ခုန information ရဆို Moscow က alpha ဖြစ်တယ်ကျွန်တော်ထပ်ပြီးတော့ detail ကိုနည်းနည်းထပ်ကြည့်ဟုတ်ပြီဒီမှာကထပ်ကြည့်ဖို့ရအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့နော်သူ့အတွက် information ဆိုတဲ့ I ဆိုတာလေးရှိတယ်ဒါကပို့ပြီးတော့ခုနက I နဲ့ပို့ပြီးတော့ detail ချတာပေါ့နော်ဒီပေါ်မှာသွားပြီးတော့ဒီလိုမျိုးလေး bracket လေးပေါ်လာဆိုတော့ထောက်ကြည့်လိုက်ရင်အောက်မှာပို့ပြီးတော့သေးချတဲ့ information တွေရနော် light ဆိုလို့ရှိရင်လည်း white Moscow alpha နော်8 second နေမယ်နော်ဒါကိုအပြင်မှာခဏနေတော့ကြည့်မယ်ပြီးတော့သက်ဆိုင်ရာသူရဲ့ information တွေကိုလည်းဆက်ပြောသွားတယ်နော်အခုကျွန်တော်တို့ခဏကပိုင်းဆိုရင်ဒါဒီလိုမျိုးကြည့်လို့ရတယ်ဆိုတာသိထားရင်ရပါပြီ save water pillar boy နော် red vertical strike white vertical strike ဆိုတော့ရှိတော့ false signal မှာပါသေးတယ်နောက်ခဏကအောက်က radar transponder ရှိတာကကြတော့သူက kilo နဲ့ပြထားတယ်နော်ဒါကိုသိဖို့ outside မှာမြင်နေရတဲ့ condition ဖြစ်တယ်နော်ရှာသေးဘူးတော့လည်းလေးအေးနေပြီဒါ Christmas မတိုင်ခင်ရောက်မဲ့အချိန်ဖြစ်နေတဲ့အခါကျတော့နော် outside မှာမြင်နေရတဲ့ condition လည်းကြည့်ကြည့်ပါဆွဲပြီးကျွန်တော်ပြပါနော်ဒါကတော့ data မှာနောက်ဆုံးအတွက်လာတဲ့ line ချက်လိုက်မယ်ရသွားပြီ 1000 3000 4000 5000 6000မှာပြန်ထက်လာတယ်တင်သွားပါတယ်ဒါမှကြာပါတယ်နော်အဲ့တော့ alpha ရဲ့ကုတ်ပါပဲ